အားလုံးပဲမင်္ဂလာပါရှင်။ဤကဒီနေ့ကတော့ဟင်းချက်ပြမှာဖြစ်ပါတယ်။ဘာဟင်းချက်မလဲဆိုတော့ဤပဇွန်နဲ့ခေါ်ရခါသီးဟင်းလေးကိုချက်မှာဖြစ်ပါတယ်။အဲဒီအတွက်ကြောင့်ဤပဇွန်လေးကိုလည်းအခွန်တင်ထားပြီးတော့စားလေးနဲ့ထားပါပြီ။ပြီးသွားရင်ခေါ်ရခါသီးလေးတွေကိုလည်းအခွန်တင်ပြီးတော့အနေတော့တုံးလေးတွေတုံးထားပြီးပါပြီ။ပြီးသွားလို့ရှိရင်ဤအစာလေးလည်းကြိတ်ထားပြီးပါပြီရှင်။ပဇွန်နဲ့ခေါ်ရခါသီးဟင်းကိုစားဖို့ရတဲ့လူလည်းရှိတယ်လို့မစားဖို့ရတဲ့လူလည်းရှိတယ်ပေါ့နော်အဲ့တော့မစားဖို့ရတဲ့လူတွေအတွက်လည်းဒါလေးကိုစမ်းချက်စားလို့ရအောင်ဤဟာအခုချက်ပြပေးမှာဖြစ်ပါတယ်ရှင်ဤနဲ့အတူတူလိုက်ကြည့်ပေးပါခုဆိုရင်စီလေးရပြီဆိုတော့ဤအစာလေးကိုအရင်ထည့်ပါမယ်စီတက်ပါမယ်မှုန့်လေးအနေနဲ့ထည့်ပါမယ်ခုဆိုရင်အယောင်တင်မှုန့်လေးထည့်ပါမယ်အားစိမုတ်ကလေးထည့်ပါမယ်။မှန်ကြရည်လေးရဲ့။ဒီပေါ်ဟာဒီလေးကိုအရင်ချက်မှာဖြစ်ပါမယ်။ဟိုခြေလေးနဲ့ငယ်ထည့်ပြီးတော့ဒီကိုခဏဖုံးအုပ်ပြီးတော့နှက်ထားလိုက်ပါမယ်။ဖုံးအုပ်ပြီးတော့ဆိုရင်ခေါ်ရခါသီးလေးတွေကနည်းနည်းလေးစပြီးတော့နူးနေပြီပေါ့နော်အရန်တော့မနူးလေးဘူးရေလေးနည်းနည်းခံပြီးတော့အဲ့ချိန်ကျရင်တော့ဒီကပစုံလေးကိုထည့်လိုက်ပါမယ်ဒါဒီလိုတစ်ခါစာလေးချက်တာပေါ့နော်ခုဆိုလို့ရှိရင်ခေါ်ရခါသီးလေးလည်းနူးပြီပစုံကခဏလေးပဲဆိုတော့ခေါ်ရခါသီးတော်တော်လေးနူးတဲ့အချိန်ကျမှဒီလိုထည့်လိုက်သွားလို့ရှိရင်အခုလိုပေါ့နော်ရေလေးလည်းမခံမဲနဲ့ဒီလိုရေကြံလေးပေါ့နော်ရေကြံလေးနဲ့ဆိုရင်ဒါပစုံခေါ်ရခါသီးဟင်းလေးရပါပြီရှင်ငါးသီးပဲစားရတာညစာအတွက်ချက်တာဆိုတော့ဒီထမင်းလေးနည်းနည်းနဲ့အသီးများများစားရတယ်ပေါ့နော်ဆိုတော့ခေါ်ရခါသီးကချိုတဲ့အခါကျတော့လေဒါအခုဆိုရင်ပစုံနဲ့ခေါ်ရခါသီးစားလို့ရပါပြီရှုပ်ပေးရတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးပဲစားကောင်းရပါစေ